ဂုဏ်ယူပါတယ်တင်းတို့တငယ်ချင်းတွေရုပ်သေးပညာရှင်တွေအနေနဲ့အလုပ်လုပ်ရင်လိုင်းနိုင်ရမယ်စီကံတွေရှိပါတယ်ရုပ်သေးစင်နောက်ွယ်မှာအလုပ်အတူတူလုပ်မဲ့တငယ်ချင်းတွေကိုအခုပဲမန်ရှင်ခေါ်လိုက်ပါစီကံနံပါတ်5ကိုမဖြစ်မနေလိုက်နာပါစီကံနံပါတ်1ညနေပိုင်းမှာရုပ်သေးရုပ်တွေကိုတစ်တာတဲ့ပြန်သိမ်းတဲ့အခါရုပ်သေးရုပ်ရဲ့မျက်လုံးနဲ့တစ်မျက်လုံးတက်မစုံမိပါစေနဲ့စီကံနံပါတ်2စင်ပေါ်မှာကျိုးဆွဲနေရင်တင့်လက်ချောင်းတွေစီမှာကိုမဆွဲဘဲနဲ့အလိုလိုလှုပ်ရှားလာတဲ့ကျိုးတစ်ချောင်းကိုတွေ့ရင်ချက်ချင်းလွတ်ချလိုက်ပါစီကံနံပါတ်3ရုပ်တရုပ်တွေထည့်ထားတဲ့တက်တာတွေကနေတူတူလေးစကားပြောတဲ့ရှိနေတဲ့ကိုကြားရရင်လုံးဝတော့မဖိတ်ပါနဲ့စီကံနံပါတ်4မင်းသမီးရုပ်ရဲ့ခြေထောက်မှာခြိထားတဲ့ကျိုးတွေတူလိုလိုပြည်နေရတွေ့ရင်အတန်မထွက်ပဲပြန်ခြိပေးပါစီကံနံပါတ်5ပွဲပြီးလို့ကလကာပိတ်တဲ့အခါစင်ပေါ်မှာရုပ်တရုပ်တွေကိုမှားပြီးကြံခဲ့တယ်ဆိုရင်တယောက်တည်းတော့မကောက်ပါနဲ့တင်းဖွဲတဲ့ကလူ3ယောက်ပြေးမှသာအတူတူသွားကောက်ပါတယောက်တည်းသွားရင်နောက်တစ်ခါပြန်ထွက်လာနိုင်မှာမဟုတ်ပါဘူးစီကံများကိုလိုက်နာပါကံကောင်းပါစေ